100လောက်ကဒါရွှေပန်းရွာပတ်ချာလေကိုရောက်လာတယ်ဗောနော်ပြီးတော့သူတို့ရဲ့အလောင်းတွေကိုတည်ယူသွားပါဘာလာလောက်တာလဲလို့ဗောနော်အင်အား100လောက်နဲ့အလောင်းလာတယ်ဒီကောင်လေးငစားတယ်နော်ဒီနေ့မှလည်းကျွန်တော်တို့သတင်းတူးတွေသတင်းကောင်းတွေဒါရှိပါတယ်ဗောနော်တော်လိုင်းအင်အားစုတွေအတွက်အားရစရာသတင်းတွေရှိပါတယ်ပြီးတော့ဒါစစ်ကောင်စီဘက်ကဗောနော်လုံရက်တွေနဲ့ပတ်သက်လို့လဲဗောနော်သူတို့ရဲ့လူရင်းတွေကိုယ်တိုင်ကအစဖော်ထုတ်ထားတဲ့အကြောင်းအရာတွေလည်းရှိတယ်ဗောနော်အဲ့တော့အဲ့ဥစ္စာတွေလည်းကျွန်တော်တို့ဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်ပထမဆုံးတော့ဒါကျွန်တော်တို့ဘူအောင်တင်ဘူအောင်တင်ကျွန်တော်တို့ဒါအင်တာဗျူးလည်းဖြေဘူးပါတယ်အင်တာဗျူးလုပ်တဲ့အချိန်မှာလည်းမိဘပြည်သူတွေအများကြီးပဲအားပေးဝန်းရံကြရှိတယ်ဗောနော်အဲ့တော့ဘူအောင်တင်တို့လက်စွမ်းပြထားတဲ့ပွဲညီလေးဘူအောင်တင်ကလည်းလာပြောတယ်ဒီဖြစ်စဉ်သူတို့အောင်မြင်ပြီးတဲ့နောက်မှာဗောနော်လုံခြုံသွားပြီး AC ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီဖြစ်စဉ်နဲ့ပတ်သက်လို့လာပြောရလည်းရှိတယ်ဗောနော်အဲ့တော့အခုဆိုလည်းသတင်းမီဒီယာတွေကတင်နေကြပြီဖြစ်ပါတယ်အဲ့တော့မကွေးနေပြီးတော့လမ်းပေါ်မှာရှိတဲ့ရွှေပန်းရွာနဲ့ဒါရွှေပန်းရွာရဲစခန်းနဲ့စစ်ကောင်စီဂိတ်စခန်းကိုဒါတော်လိုင်းအင်အားစုတွေဘက်ကပေါ့နော်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးတော့အကျိုးမြတ်တွေလည်းအများကြီးရရှိခဲ့တယ်ဆိုပြီးတော့နေပြီးတော့စစ်တိုင်းလောက်ခံတရင်903တရင်မှုပူအောင်တင်ကပြောပါတယ်ဒါကျွန်တော်တို့ဇက်လိုက်ကျော်ပူအောင်တင်ပေါ့နော်ရှေ့မှာလည်းဒီလိုပုံစံမျိုးနဲ့စစ်ကောင်စီရဲ့ရင်တန်းကိုဖျက်အုပ်တဲ့အကြောင်းအဲဥစ္စာနဲ့ပတ်သက်လို့လည်းပြောပြခဲ့ပူတာရှိပါတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒါဇက်ကြောင်းကိုလည်းပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာသလဲပေါ့နော်ဒီတော်လိုင်းရေးတဲ့ကိုဘယ်လိုပါဝင်လာသလဲအရင်တုန်းကသူဘာတွေလုပ်ခဲ့သလဲဆိုတော့ပုံစံမျိုးကျွန်တော်တို့အင်တာဗျူးဖြေဘူးတာရှိတယ်ဗောနော်တကယ်စိတ်ဝင်စားစရာကောင်းပါတယ်မကြည့်ရသေးရင်ပြန်ပြီးကြည့်လို့ရတယ်ဗောနော်ဒါဘူအောင်တင်ကလုံးဝခရိုနီပေါက်စအဲ့ခရိုနီပေါက်စကနေပြီးတော့လုံးဝအမှန်တရားဘက်ရက်တည်ပြီးတော့ပြည်သူတို့အခုချိန်မှာဒါအသက်တွေပါရင်းပြီးတော့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်အရင်လေးစားဖို့ကောင်းတယ်ဗောနော်အဲ့တော့ဇူလိုင်လ25ရက်နေ့မနက်3နာရီခွဲလောက်မှာဒါအခုလိုမျိုးဒါဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရွှေပန်းရွာရဲစခန်းနဲ့စစ်ကောင်စီဂိတ်ကပြည်သူတွေကိုစက်ကြီးကောက်တာတွေငွေတောင်းတာတွေလုပ်တဲ့အပြင်အမျိုးသမီးငယ်တွေကိုလည်းပေါ့နော်ဒါအတင်းအဓမ္မပြုကျင့်တဲ့ပုံစံမျိုးတွေကစရှိတယ်ဆိုပြီးတော့နာမည်ကြီးနေတာဖြစ်ပါတယ်အဲအကြောင်းမလို့လည်းအခုလိုမျိုးတိုက်ခိုက်ခံရတာပေါ့နော်အဲ့တော့တိုက်ပွဲကမနက်3နာရီခွဲမှာစတင်ခဲ့ပြီးတော့မနက်4နာရီကျော်မှာပဲပြီးစီးသွားတယ်တိုက်ပွဲတွင်းမှာစစ်ကောင်စီဘက်က10ကောင်ကြီးတယ်လက်နက်ငယ်6လက်သိမ်းဆီးရရှိခဲ့တာဖြစ်တယ်ဒါဆက်ပစ္စည်းတွေလည်းရခဲ့တဲ့လက်ပစ်ဗုံးတွေလည်းတွေ့ရတယ်ပေါ့နော်နင်းမိုင်းတွေလည်းတွေ့ရပါတယ်အဲ့တော့ဘာပြောလဲဆိုတော့ရန်သူဘက်က10ယောက်ကြတယ်ပြီးတော့ပုံထဲမှာမြင်ရတဲ့အတိုင်း MA2 2လက်40မမ1လက် MA1 3လက်သိမ်းဆီးရရှိခဲ့တယ်စခန်းထဲမှာရှိတဲ့ဒါကြည်တန်တွေကတော့ရသလောက်ရှာခဲ့တာပေါ့3နာရီလောက်ဆိုတော့လာလည်းမရှိတော့မှောင်တာပေါ့နော်အဲ့တော့ကြံတဲ့သူတွေကတော့ထွက်ပြေးသွားတာပေါ့လွတ်ကုန်တာကဒါ15ယောက်လောက်လွတ်သွားတယ်ဆိုပြီးတော့ဒါပေါင်တွေကပြောထားတယ်ပေါ့နော်အဲ့တော့ဟုတ်လဲဟုတ်ပါတယ်3နာရီခွဲ4နာရီဆိုတော့ဗျာမောင်မဲမဲနဲ့ဆိုတော့ဒါပစ္စည်းရတွေလိုက်ရှာဖို့လည်းမလွယ်ဘူးလေနော်အဲ့တော့တိုက်နိုင်ခဲ့တယ်လက်နက်ခဲယမ်းတွေလည်းအချိုးကရခဲ့တယ်ဗောနော်ဒါမှစိုးဘူးတော်တော်လေးအဆင်ပြေတယ်လို့ပြောမှဖြစ်တယ်လက်နက်ခဲယမ်းတွေထပ်ပြီးရရင်တော့လည်းပိုကောင်းတာဗောလေနော်အဲ့တော့အခုထွက်ပြေးသွားပါလေဆိုတဲ့ကောင်တွေကတေးကြတယ်အဲ့15ရက်လောက်ကဒီတိုင်းထားပြီးတော့ပြေးသွားရည်လည်းရှိကောင်းရှိနိုင်တယ်ဗောနော်လမ်းတစ်လျှောက်လွတ်ပြသွားရည်လည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လိုက်ပြီးတော့ရှင်းလင်းနိုင်မှုအတွက်ကလည်းလွယ်ကူနေတဲ့အနေထားတော့လည်းမဟုတ်ဘူးဗောနော်အဲ့တော့အခါကြီးကျရင်ကျွန်တော်ကပြောကြတယ်ဟာဘလို့ဖြစ်လို့လုံးလိုက်ပါတော့လားဟာကင်လိုက်ပါတော့လားဟာနှမျောစရာကြီးပါညာဒါမျိုးတွေးကြရှိတယ်ဒါပေမဲ့တကယ်မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေအတွက်ကြတော့အရန်ခက်ခဲတယ်ဒါတွေကအသက်တွေနဲ့မှရင်းပြီးတော့လုံနေရတာဖြစ်တဲ့အတွက်ခက်ခဲတွေအများကြီးရှိရပါဗျာအဲ့တော့ဒီလိုမျိုးအကျိုးမြတ်ရအောင်လုပ်နိုင်တာကတော်တော်ကိုချီကျူးလေးစားမယ်ဒါအကြောင်းအရာဖြစ်ပါတယ်ဗောနော်အဲ့တော့တိုက်ခိုက်မှုအပြီးဒါစစ်ကောင်စီဘက်ကစစ်ကူအနေနဲ့အင်အား100လောက်ကဒါရွှေပန်းရွာပတ်ချာလေကိုရောက်လာတယ်ဗောနော်ပြီးတော့သူတို့ရဲ့အလောင်းတွေကိုတည်ယူသွားပါဘာလာလောက်တာလဲလို့ဗောနော်အင်အား100လောက်နဲ့အလောင်းလာတယ်ဒီကောင်လေးငစားတယ်နော်အခုတော့တက်က100လုံးကို100ဝန်းကျင်နဲ့လာပြီးတော့အလောင်းတွေလိုက်ရှာတယ်လိုက်ကောက်တယ်ဆေးရုံပို့တယ်စစ်ကောင်စီကအဲ့မှာထိုင်နေအဲ့မှာထိုင်ပြီးတော့ငွေကောက်တယ်မိန်းကလေးတွေကိုမထင်သလိုအဲ့တော့မှပြုကျင့်တယ်ဆိုပြီးတော့ဒါတရင်903တရင်မှုပေါင်းတင်ကကျွန်တော်စီကိုပြောထားရှိပါတယ်ဆိုတော့စစ်ကောင်စီရဲ့ gate တွေစခန်းတွေပြီးရင်ဒီလိုမျိုးသူတို့အထိုင်လှုပ်ထားပါတယ်ဆိုတဲ့နေရာတွေရဲစခန်းတွေကပေါ့နော်တကယ်တမ်းပြောမယ်ဆိုရင်သူကအရေးပါတဲ့နေရာတွေဖြစ်တယ်သူတို့တို့အရေးပါတယ်ပေါ့နော်အရေးပါတဲ့နေရာတွေမှာပဲအခုလိုမျိုးအချက်ချတဲ့နေရာတွေမှာပဲဒါစခန်းတွေချ gate တွေထိုင်ဒါမျိုးပုံစံမျိုးတွေလှုပ်ကြတယ်ပေါ့နော်အရေးပါတယ်ဆိုတာလဲစစ်ရေးရရေးပါတယ်ရှိတယ်သူတို့အတွက်ကိုကြိုးရှာဖို့ရေးပါတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ဒါကတော့နီးမျိုးစုံပေါ့လေအဲ့တော့အခုလိုမျိုးတိုက်ခိုက်ခံရတယ်ပြီးရင်ရှုံးနေတယ်ဒါကသူတို့အတွက်ပြောမယ်ဆိုရင်တော့ဒါအစင်းစင်းအရေးယူခံရမှုတွေရှိလာတော့မှာပေါ့နော်တိတ်ခါကြတယ်ဘာညာနဲ့သူတို့အတွေ့ခံရတော့မှာပေါ့နော်လက်နက်ခဲယမ်းတွေရောပါသွားတာဆိုတော့ပို့ပြီးတော့စိုးမယ်ညပြင်စခန်းတွေ gate တွေဆိုတာကအခုနောက်ပိုင်းမှာဗျာသူကတမန်ကရှန်ကဆိုတဲ့ပုံစံမျိုးတွေသူတို့မနေရဲဘူးအဲ့လိုမျိုးဒါရောက်ပြီးဟေးဒီနေရာမှာစခန်းချမယ် gate ချမယ်ဆိုရင်တော့မှပဲသူတို့ခံစစ်ပုံစံမျိုးတော့ပြင်ကြတယ်ဗောနော်ကျင်းတွေတူးကြတယ်ဗောနော်ယာယီနေရာဆိုရင်တော့မှပဲအဲ့လိုမျိုးပုံစံမျိုးတွေသူတို့လုပ်နေကြတယ်ခံစစ်တွေပြင်တယ်သတိဝရိယနဲ့နေကြတယ်ဗောလေနော်ပြီးရင်ဒါစခန်းတို့ရဲစခန်းတို့ဆိုရင်ပူတော်မှစိုးသေးတယ်သူကခံစစ်ပြင်ထားတာ
တိုက်ခိုက်ရေးအဆင့်ကိုအစားသူကပြင်ထားတာဖြစ်တယ်အခိုင်မာပေါ့ဗျာအခိုင်မာပုံစံမျိုးနဲ့ပြင်ထားတာပေါ့နော်အဲ့လိုမျိုးပြင်ထားတာတော့မှပဲအခုလိုမျိုးအသေးပြောက်များပြီးတော့ထွက်ပြေးရတာတွေရှိတယ်လက်နက်တွေထားခဲ့တယ်စကမ်းမှာစွန့်ပြီးတော့မှောင်နဲ့မဲမဲအတကုံပြေးကြတယ်ဆိုတော့ဒီကောင်တွေမှာဘာအရေးချင်းမှမရှိဘူးဆိုတာကိုလည်းထပ်ပြီးတော့ပေါ်လွင်သွားတယ်ပေါ့နော်လက်နက်ချင်းရှင်ပြီးတော့တိုက်ပါတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုတော့ဒီကောင်တွေစိတ်တက်ရဘာမှမရှင်နိုင်တော့ဘူးအမှန်ဆိုရင်သူတို့ဘက်ကလက်နက်ခရံပို့ပြီးတော့ပြည့်စုံတယ်လက်နက်ဆိုလည်းပြည့်စုံတယ်ဘာပဲဖြစ်ဖြစ်စိတ်ယုံတုတ်လက်နက်တွေသူတို့ကန်ရတယ်ခဲရန်ဆိုလည်းပြည့်စုံတယ်ကြည်ဘယ်လောက်လိုချင်တယ်သူတို့ကကောက်ပစာထုတ်ပြီးတခါလေးပေးအဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်အရှံပဲသုံးရတာတောင်မှပဲပြီးရင်စကန်းကိုခက်ခိုင်မာတိဆောက်ပြီးတော့စောင့်နေတာတောင်မှပဲမောင်နဲ့မဲမဲလက်နက်တွေရောအလောင်းတွေထားပြီးထွက်ပြေးရဆိုတော့တော်တော်လေးခြေနေဆိုးတယ်ပေါ့နော်အဲ့တော့လက်နက်မဲ့ပြည်သူကိုအနိုင်ကျင့်ဖို့ကိုကြိုးရှာဖို့ယူနီဖောင်းဝတ်ပြီးတော့လက်နက်ကင်ထားတယ်လို့ပဲပြောမှာဖြစ်ပါတယ်အဲ့တော့ဒီတိုက်ပွဲကိုတရင်800 300တက်ခွဲတစ်ခွဲရဲ့တရင်903ရဲ့ကပူးပေါင်းပြီးတော့ဒါဆင်နွှဲနိုင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့သတင်းတွေမှာလည်းပေါ်ပြနေတာတွေ့ရမှာပါဒါဘောင်းနေလို့လည်းပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါဘောင်းနေနဲ့ဆက်သွယ်ပြီးတော့ဒီအကြောင်းအရာတွေသိရဖြစ်တဲ့အတွက်သူ့အကြောင်းပြောတာပေါ့အမှန်တော့သူနဲ့အတူပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေအားလုံးကိုဂုဏ်ယူလေးစားစွာနဲ့ဂုဏ်ပြုရမှာဖြစ်ပါတယ်ဒီလိုမျိုးစုပေါင်းညီညွတ်စွာနဲ့လှုပ်ဆောင်နိုင်လို့ဒါဒီလိုမျိုးအောင်မြင်မှုရတာပေါ့နော်အဲ့တော့ပါဝင်တဲ့ရဲဘော်တွေအကုန်လုံးဒါစီစဉ်ပေးတဲ့သူတွေအကုန်လုံးကဒါလေးစားရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေအထားအထိစစ်ကောင်စီကတော်လိုင်းအင်အားစုတွေရဲ့ဒီပျောက်ကြားစစ်ပေါ့နော်ပျောက်ကြားစစ်နီးဗျူဟာဒီလိုမျိုးဟာကိုအလူးလဲခံနေရဆဲဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တော်လိုင်းမှာပေါ့နော်ဒီပျောက်ကြားစစ်နီးဗျူဟာကစစ်ကောင်စီရဲ့တမယိုးကြစစ်တွေကိုအထိနာအောင်အခုချိန်ထိလှုပ်ဆောင်နိုင်နေတုံးမဲဆိုပြီးတော့ပြောရမှာဖြစ်ပါတယ်စစ်ကောင်စီကပျောက်ကြားစစ်ကိုတံပြန်နိုင်မှုအတွက်နီလန်ပေါင်းစုံသုံးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်ထိတော့သူတို့တွေအထိနာနေတော့မယ်ဒါဘာကြောင့်လဲဆိုတော့ပြည်သူလူထုထောက်ခံမှုမရတာပေါ့နော်အဲ့တော့ဒါပျောက်ကြားစစ်ကောင်းမွန်စွာဆင်နွှဲနိုင်ဖို့အတွက်ကလည်းပြည်သူလူထုထောက်ခံမှုကအရန်အရေးကြီးတယ်အရေးကြီးဆုံးအချက်လို့တော့ပြောရမှာဖြစ်ပါတယ်ပြည်သူထောက်ခံမှုမရှိဘူးဆိုရင်သတင်းအချက်လည်းမရဘူးပေါ့နော်ပြီးရင်အစားတောက်မမျော်လင့်နဲ့ခိုလုံနိုင်မှုဆိုတာဝေးဒါသူတို့ခိုလုံဝေးပေးတာတွေဘာညာတွေအဲ့ဒါတွေအစားဝေးပေါ့နော်ပြီးရင်ယုံကြည်မှုတွေညှော့နေသွားတယ်ပေါ့နော်အဲ့တော့အခြားသောအရေးကြီးတဲ့အချက်လက်တွေလည်းအများကြီးရှိပါတယ်ပျောက်ကြားစစ်မှာဘာအရေးကြီးရဲဆိုတာဒါတော်လိုင်းအင်အားစုတွေကတော့သိပြီပေါ့နော်အဲ့တော့ဒီအထဲမှာမှအရေးကြီးဆုံးချက်ကပြည်သူလူထုထောက်ခံမှုဖြစ်တယ်အဲ့တော့ပြည်သူလူထုထောက်ခံမှုကြာဆင်းစေမဲ့လုပ်ရက်တွေလည်းမလုပ်ဖို့အတွက်အရန်အရေးကြီးပါတယ်ပြည်သူလူထုသာမထောက်ခံမှုဆိုရင်ပေါ့နော်သွားလျာဘေးထိဖြစ်နေတဲ့စစ်ကောင်စီကိုကြည်ပါပေါ့နော်စစ်ကောင်စီကိုပြည်သူလူထုကကြောက်တယ်ဘာကြောင့်ကြောက်တာလဲလက်နက်ကြီးကင်ထားပြီးတော့အနိုင်ကျင့်နေလို့လုံးဝတရားမဲ့ပေါ့နော်ဒါတရားဘာမှသူတို့စီမှာပေါ့နော်ကိုချင်းစာစိတ်မရှိဘာမှမရှိညာမရှိနေပြည်သူကိုရန်သူလို့သဘောထားပြီးတော့နေ့စဉ်ရက်ဆက်ဒါဆေးရဆွေးမှုတွေကျူးလွန်နေလို့ဒါပြည်သူကကြောက်တယ်ကြောက်တော့ဘာဖြစ်လဲဆိုတော့သူတို့ရှိမှတော့ဟုတ်ကဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့သူတို့ကွယ်ရရောက်သွားပြီဆိုတာနဲ့ဒီကောင်တွေဘယ်သွားသလဲဒီကောင်တွေဘာလုပ်သလဲဘာလုပ်ဖို့လာတာလဲဘယ်သွားတာလဲဘယ်နှစ်ယောက်ပါတာလဲဒီလိုမျိုးသတင်းအချက်လက်တွေကဒီကောင်တွေကိုအမြင်ကတ်တဲ့စိတ်နဲ့ပေါ့နော်ဒီကောင်တွေပြင်းခံရပါစေဆိုတဲ့စိတ်နဲ့တော်လိုင်းအင်အားစုတွေကိုပေးတယ်ဒါကတော့အသေးချာပဲပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ကိုကြောက်တယ်ခေါင်းချင်းလိုက်တယ်ဒါပေမဲ့သူတို့ကိုယုံမုန်းနေတာဖြစ်တဲ့အတွက်သူတို့တွေကိုအခုလိုမျိုးပေါ့နော်ချိန်မုန်းနိုင်တဲ့တော်လိုင်းအင်အားစုတွေစီကိုပြန်ပြီးတော့သတင်းတွေပေးကြတာပဲအဲ့တော့ဒါကပြည်သူလူထုထောက်ခံမှုကြဆင်းရင်ကြုံတွေ့ရမယ့်ဟာပဲတော်လိုင်းအင်အားစုတွေကလည်းအဲ့လိုသာသတင်းကြိုရလို့ကတော့စောင့်ကြိုပြီးတော့နှံပြီးသားပဲပေါ့နော်အဲ့တော့ဒီတစ်ဖက်မှာလည်းစစ်ကောင်စီကပြည်သူလူထုထောက်ခံမှုကြဆင်းလို့အခုလိုမျိုးတွေကြုံတွေ့ရတယ်အဲ့တော့တော်လိုင်းအင်အားစုတွေဘက်ကလည်းပြည်သူလူထုထောက်ခံမှုကြဆင်းစေမယ့်ဟာမျိုးတွေလုံးမိမယ်ဆိုရင်ခုနလိုအဖြစ်မျိုးတွေကြုံရနိုင်ခြေရှိတယ်ဒါကကျွန်တော်တို့ကသတိပေးနေရတာဖြစ်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုပြည်သူအတွက်ပဲဖြစ်စေခြင်းနဲ့ပြည်သူကိုကာကွယ်တဲ့အဖွဲ့တွေပဲဖြစ်စေခြင်းနဲ့ပြီးတော့ဒီပြည်သူကပေါ့နော်ရွှေရှာမုံတီးပြီးတော့စစ်ကောင်စီလိုမျိုးတတ်မှတ်သွားစေနိုင်တဲ့ကိစ္စရပ်မျိုးတွေမလုံးမိဖို့အရေးကြီးလို့ဒါမျိုးလေအကြံပြုပါဖြစ်ပါတယ်ပေါ့နော်အဲ့တော့ခေါင်းဆောင်တဲ့သူတွေကလည်းဒါတွေကိုသိရှိလိုက်နာဖို့လိုသလိုပေါ့နော်လက်အောက်မှာရှိတဲ့တပ်ဖွဲ့တွေကိုလည်းဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးဖို့ပြီးရင်ထိန်းကျောင်းနိုင်ဖို့အတွက်ကလည်းအရင်ရည်ကြီးပါတယ်အခုဆိုရင်စစ်ကောင်စီကလူလူထောက်ခံမှုကြာဆင်းစေတဲ့လုပ်ရက်တွေကိုဇက်တိုက်လုပ်တယ်အထက်ကကောင်တွေကလည်းပြည်သူကိုဒုက္ခပေးဖို့ပဲစဉ်းစားနေသလိုလက်အောက်ကကောင်တွေကလည်းပြည်သူကိုအနိုင်ကျင့်နဲ့နှိပ်စက်တယ်ပေါ့နော်ဒါတွေကိုအထက်ကကောင်တွေကလည်းမတိကျိုးကြုံပြုထားတယ်အဲ့တော့စစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေပေါ့နော်အဲ့ဥပဒေကိုအသုံးပြုပြီးတော့သူတို့အတွက်အရေးကြီးလိုအပ်နေပါတယ်ဆိုတဲ့အင်အားတွေကိုရှာဖွေကြတယ်စုဆောင်းကြတယ်ပေါ့ဗျာအဲ့တော့စစ်ကောင်စီကအနိုင်ကျင့်မှုမျိုးစုံနဲ့လူသစ်တွေစုတယ်အထက်ကခိုင်းတဲ့ကောင်တွေကလည်းအောက်မှာဘယ်လိုလုပ်လို့သူတို့ရဲ့လိုချင်တဲ့ပမာဏပေါ့နော်ဘယ်နှစ်ယောက်ဘယ်နေရာဘယ်နှစ်ထောင်ဒီလိုမျိုးပမာဏပြည့်ဖို့အတွက်ပဲသူတို့ကရည်ရွယ်တယ်အဲ့တော့အောက်ကကောင်တွေဘယ်လိုလုပ်လို့ရရင်ပြီးတာပဲဆိုတဲ့ပုံစံမျိုးနဲ့ခိုင်းစေကြရရှိတယ်ပေါ့နော်အဲ့တော့စစ်မှုထမ်းအပတ်စဉ်20ခွန်အတွက်မိထီလာမြို့နယ်ကရက်ကွက်တွေကြေးရွာအုပ်စုတွေကနေပြီးတော့ဒီသူတို့ရဲ့သတ်မှတ်ထားတဲ့ပမာဏအတိုင်းစစ်မှုထမ်းဆောင်မဲ့အင်အားတွေကိုပို့ဆောင်ပေးဖို့ညွှန်ကြားလာတာရှိတယ်အဲ့တော့အသက်အရွယ်ရအကျုံးဝင်တဲ့သူတွေတဲကနေပြီးတော့သူကမဲနိုင်တဲ့ပုံစံမျိုးနဲ့ရွေးချယ်ခိုင်းတယ်အဲ့တော့တေးချတယ်ဒါအထက်ကကောင်ကအဲ့လိုမျိုးတွေတရားလက်လွတ်ပုံစံမျိုးတွေပြောလာပြီး
သူတို့ဘလောက်ပဲမူဝါဒတွေချပါစေပေါ့နော်ဒါမင်းနိုင်ပြီးတော့ခိုင်းတာတွေဘာတွေဘလို့ပဲလုပ်ပါစေအောက်ကကောင်တွေကဘယ်တော့မှအဲ့လိုလုံးမှာမဟုတ်ဘူးပေါ့နော်ဒါကြီးကိုအကြောင်းပြုပြီးတော့ကိုကြိုးရှာကြရရှိတယ်ပြီးရင်ဒီလိုမျိုးဒါဒီအင်အားတွေမပို့ပေးဘူးဆိုရင်ပြက်ကွက်တယ်ဆိုရင်သူကထိရောက်စွာအေးအေးယူမယ်ဆိုပြီးတော့လေသူကပြောထားအောက်ကကောင်တွေကဖြစ်သလိုပုံစံမျိုးနဲ့ချတော့မှာဘာမှမဲနိုင်တာတွေဘာတွေလဲဒီဥစ္စာတွေကဒါသူတို့ကဘယ်လိုပြောမလဲဟိုတကယ်တမ်းပြောမယ်ဆိုရင်မျက်မျှတတမရှိတဲ့နီလန်မျိုးတွေလည်းအကုန်သုံးတာရှေ့မှာလည်းဒီလိုဖြစ်စဉ်တွေရှိခဲ့ပြီးသားပေါ့နော်မဲနိုင်တယ်ဆိုရင်မဲ့လည်းသူတို့စီကသူတို့သားသမီးတွေကဘယ်တော့မှမပေါက်ဘူးအုပ်ချုပ်ရေးသားသမီးတွေပေါ့နော်အုပ်ချုပ်ရေးမှုတွေအုပ်ကြီးတွေရဲ့သားသမီးတွေဘယ်တော့မှမပေါက်ဘူးပေါ့ဗျာအဲ့တော့ညနေမွဲအခြေခံလူတန်းစားပြီးရင်ဒီဥစ္စာအတွက်အစားထိုးဖို့ဒါလူရှာဖို့အတွက်ငွေကြေးမပေးနိုင်တဲ့သူတွေကအမြဲတမ်းမှာအခုလိုမျိုးဒါစစ်မှုထမ်းဆောင်မှုအတွက်လူစုခံနေရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တက်နိုင်တဲ့ကောင်တွေဒါပေါက်ကရုံးပြောတဲ့ဟာပေါ့နော်ဒါအမှုပညာရှင်တွေပေါ့နော်ပြီးရင်တထေးသားတွေဒီလိုကောင်မျိုးတွေပေါ့နော်ဒါစစ်ကောင်စီနဲ့ပေါင်းစစ်ကောင်စီနဲ့ပင်းစားပေါင်းစားတဲ့ကောင်တွေကတော့ဒီထဲမှာဘယ်တော့မှပါလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့မိထီလာဆိုတာကတက်မြို့ဆိုပြီးတော့လည်းခေါ်ကြရရှိတယ်တက်တွေအများကြီးရှိတယ်ပေါ့နော်တိုက်ခိုက်ရေးတက်မှအပြင်မှာလေချောင်းတက်တွေပေါ့နော်ဒါလေတက်တွေလည်းရှိတယ်ပြီးရင်အခြားလက်ယုံတက်တွေလည်းရှိတယ်အဲ့လိုမျိုးပုံစံမျိုးကြောင့်မလို့တက်မြို့ဆိုပြီးတော့ခေါ်ကြတဲ့အထက်မှာမိထီလာလည်းပါတယ်ပေါ့နော်အဲ့တော့သူတို့ကဘလို့တက်မှတ်တယ်လဲဆိုတော့ဒီမိထီလာဒီလိုမျိုးတက်တွေအများကြီးရှိတာဖြစ်တဲ့အတွက်သူကဒီပြောမယ်ဆိုရင်ထောက်ခံတဲ့သူတွေသူတို့ကိုထောက်ခံတဲ့သူတွေပိုများတယ်ဆိုပြီးတော့သူတို့ကယူဆလေးရှိတယ်ဘာကြောင့်လဲဆိုတော့တက်ကနေထွက်သွားပြီဆိုရင်တော့မှပဲသူကအိုင်နာပတ်ချလဲမှာပဲပြန်ပြီးတော့သူကဒီစရဲချတာမျိုးပေါ့နော်အဲ့နေရာမှာပဲနေပြီးတော့တည်တဲ့အထိနေသွားတာမျိုးပြီးရင်အဲ့တက်ပတ်ချလဲမှာပဲမြေခွက်တွေပေးပြီးတော့နေလို့ရအောင်လုပ်ပေးတာမျိုးပေါ့နော်အဲကြောင့်မလို့ဒါအဲ့လိုပုံစံမျိုးနဲ့သူကယူဆကြတယ်အဓိကတက်ထရဆိုရင်လည်းအပြင်ကရသားနဲ့ရတယ်နောက်ဆုံးတက်မျိုးရိုးဖြစ်သွားတယ်ဒါမျိုးပုံစံမျိုးတွေကြောင့်မလို့သူတို့ကိုထောက်ခံတဲ့သူများတယ်ဆိုပြီးတော့ဒီလိုမျိုးတက်မျိုးတွေဆိုရင်ယူဆလေးရှိကြတယ်ပေါ့နော်အဲကြောင့်ဒီမိထီလာကအစောပိုင်းကာလတွေမှာပေါ့နော်အခြားဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီပေါ်တာဆွဲလူဖန်းနိုင်နဲ့ပတ်သက်လို့ကြမ်းကြမ်းတမ်းလုပ်နေတဲ့အချိန်မှာတော့မှမိထီလာကအဲ့လိုပုံစံမျိုးမှာဖြစ်ခဲ့ဘူးဒါပေမဲ့လည်းဒီလူသိစုဆောင်တဲ့အပိုင်းတွေမှာအခက်အခဲတွေရှိလာတယ်လူငယ်တွေရှောင်ကြတယ်နောက်ဆုံး PDF ထဲရောက်တဲ့သူတွေကစားရှိတယ်ပြည်ပထွက်သွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတယ်ပြီးတော့ဒီငွေကြေးနဲ့ပဲဒါဖြည့်ရှင်းတဲ့သူတွေများလာတဲ့ခါကျလူသိရဖို့အတွက်ခက်ခဲလာတဲ့ခါကျတော့ဒီမိထီလာဆိုရင်ဂျွန်လတတိယပတ်လောက်ကနေစပြီးတော့ပေါ့နော်မြို့ပေါ်ရောဒါကြီးရွာတွေမှာပါအကြံပဒံပေါ့နော်ပြောမယ်ဆိုရင်တော့လူရင်ကဒါအများပြားသုံးပြီးတော့လူသိစုဆောင်တဲ့ဟာတွေဖန်ဆီးတဲ့ဟာမျိုးတွေလောက်လာတယ်ဆိုပြီးတော့သိရတယ်မိထီလာနေ့လယ်ပိုင်းဆိုရင်6ကတ်နေတယ်ဆိုတော့ပုံစံမျိုးတွေတောင်မှဖြစ်လာတယ်တဲ့အမှန်တော့ဗျာဒီဥစ္စာဘယ်သူမှလည်းလက်မခံချင်ဘူးလေနော်ဒီလူသိစုတယ်ဆိုတဲ့ဟာကပြည်သူအတွက်လည်းမဟုတ်ဘူးတိုင်းပြည်အတွက်လည်းမဟုတ်ဘူးအာဏာရှင်အတွက်တက်တက်ပဲဖြစ်တယ်ဒါကြောင့်မလို့ဘယ်သူကမှဆန္ဒမပါကြဘူးပေါ့နော်အဲ့တော့ကြောင့်မလို့လဲသူတို့ကအကြမ်းဖက်တဲ့နည်းတွေပို့သုံးလာတယ်အထက်ကအင်အားပြည့်ဖို့တခုတည်းလက်အောက်ကိုခိုင်းတယ်လက်အောက်ကလည်းဒါကိုအခွင့်ကောင်းယူပြီးတော့ပြည်သူကိုလှုပ်ချင်တိုင်းလုံနေတဲ့ဟာတွေပူပြီးတော့များလာတယ်နောက်တစ်ခုကျွန်တော်အခုပြောမဲ့အကြောင်းအရာဆိုရင်တော့ဗောနော်ဒါစစ်ကောင်စီ lobby ပေါက်ကရုံးအဲ့တော့ပေါက်ကရုံးကဗောနော်ဒီအထဲဒါပေါက်ကရုံးကငပိကျော်နဲ့နေရနေတာများတယ်ဗောနော်အခုလဲဒါပေါက်ကရုံးပြောထားဗောနော်စစ်ကောင်စီလက်အောက်ခံပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နေနေအဖွဲ့ကဆိုတဲ့ကောင်တွေကဒီပခုတ်ကူမြို့နယ်ထဲမှာအသက်42နှစ်အရွယ်အမျိုးသားတဦးပြီးရင်အသက်16နှစ်အရွယ်အမျိုးသားတဦးကိုဖမ်းဆီးခေါ်ဆောင်တယ်အဓိကတော့လူသစ်စုတယ်ဗောဗျာပေါ်တာဆွဲတယ်အဲ့တော့သူတို့အဲ့လိုမျိုးပေါ်တာဆွဲပါတယ်ဆိုတဲ့2ယောက်လုံးကသူတို့သတ်မှတ်ထားတဲ့အသက်ပိုင်းခြားထဲမှာအကျုံးမဝင်ဘူးတယောက်က16နှစ်တယောက်က42နှစ်ပေါ့နော်အဲ့တော့သူတို့သတ်မှတ်ထားပါတယ်ဆိုတဲ့အသက်ပိုင်းခြားက18နှစ်နဲ့35နှစ်ကြာအဲ့လိုမျိုးသူတွေကိုပဲသူတို့ကဒီစစ်မှုထမ်းဆောင်မှုအတွက်ကိုစည်ရင်းကောက်ထားတာပေါ့ဗျာသတ်မှတ်ထားတာပေါ့နော်ဒါသူတို့စီမင်းထုတ်ထားတာရှိတယ်ဒါပေမဲ့လည်းအခုသူတို့ဖမ်းသွားလူက42နှစ်နဲ့16နှစ်ဖြစ်တယ်တယောက်ကအသက်မပြည့်ဘူးတယောက်ကအသက်ကျော်နေပြီဗျာအဲ့တော့ဘာလုပ်လဲဆိုတော့သူကရိုက်အဲ့ကားပေါ်မှာနေရိုက်တာအဲ့လိုရိုက်နေနေသူကဘာပြောခိုင်းလဲဆိုတော့သူဒီအကျုံးဝင်သွားတဲ့အသက်အရွယ်အပိုင်းခြားအထိမရောက်မချင်းကိုသူကရိုက်တာပေါ့နော်အဲ့တော့16နှစ်ဆိုတဲ့ဒီအသက်မပြည့်သေးတဲ့ကလေးကနောက်ဆုံး19နှစ်လို့ပြောလိုက်မှပဲအရိုက်ရက်အဲ့42နှစ်ဆိုတဲ့အမျိုးသားကကြတော့အသက်25နှစ်လို့ပြောတဲ့အချိန်ကြာမှပဲသူကအရိုက်ရက်တယ်ပေါ့နော်ပြီးတော့တက်ထဲကိုခေါ်သွားတယ်ဒါပေမဲ့လည်းဒီပေါက်ကလုံးပြောတဲ့ပုံစံရတော့ဗောနော်သူကဒီ2ယောက်ကတော့ပြန်ပြီးတော့လွတ်လာပြီဒါတော့မှသူကတိလို့လိုက်ပြီးတော့ပြောလို့ဗောနော်အဲ့လိုမျိုးမဟုတ်ဖ ೇನೆ ဗောနော်ဒီတိုင်းပါသွားတဲ့ဆိုရင်ဘယ်လောက်တောင်များနေပြီလဲအများကြီးပဲပြောမယ်ဆိုရင်တော့တကယ်အများကြီးအဲ့လိုပုံစံမျိုးနဲ့ပဲစစ်ကောင်စီကလုပ်နေတာအများကြီးရှိတယ်ဗောနော်အဲကြောင့်မလို့ကျွန်တော်တို့တစ်ခါတည်းကြာရင်ကျွန်တော်ပြောပြရရှိတယ်ဗောနော်တချို့ကြမယုံကြဘူးစစ်ကောင်စီက16နှစ်နဲ့35နှစ်ကြားဆိုပြီးတော့သတ်မှတ်ထားတယ်ငါတို့ကတော့လွတ်တယ်မဟုတ်ဘူးပြောမနေနဲ့ဒါပေမဲ့ကိုကိုသတိထားပါအဲ့လိုမျိုးမပါအောင်နေပါညမဟုတ်ဘူးငါတို့ကအသက်ပိုင်းခြားလွတ်သွားပြီအသက်ကြီးသွားပြီဒါမှမဟုတ်လည်းငါတို့ကအသက်မပြည့်သေးဘူးငါတို့အိမ်မှာရှိရကလေးကငငယ်လေးပဲရှိသေးတယ်ဒါမျိုးတွေးကြရရှိရပါတော့ဒါပေမဲ့အခုလိုမျိုးလောက်ရက်ကနေရာတိုင်းမှာရှိတာအဲ့ဒါပြောချင်တာကဟုတ်ပြီဒီ16နှစ်ကလေးကိုကောက်အောင်မှာလူမဆန်သွားလှိမ့်ရိုက်တယ်ဘာဖြစ်လို့ရိုက်ထားလဲ16နှစ်ပြောတာကိုမယုံလို့ဆိုပြီးရိုက်တယ်တဲ့နောက်ကြမှာကလေးက
အတားနာလို့19နှစ်ဆိုမှရိုက်သွားတယ်တဲ့အသက်42နှစ်တကာကြီးကိုကြတော့နော်42နှစ်လို့ပြောတဲ့အတွက်ကြောင့်လှိမ့်ရိုက်တယ်တဲ့25နှစ်ပြောမှရိုက်တယ်တဲ့နော်ဒါတက်ကတော့ဘယ်တက်ဆိုတော့မပြောတော့ပါဘူးတက်ထဲကိုခေါ်ရတယ်တဲ့နော်တက်ထဲကိုခေါ်ဆိုတော့ဒါတွေကလူမဆန်တဲ့လောက်ရက်တွေဖြစ်တယ်ဒါတွေကပြီးရင်သူတို့ရဲ့ဒါမမတ်ရိုင်းလောက်ရက်အမှန်တွေဖြစ်တယ်ဗောနော်မရိုင်းတာတွေဖြစ်တယ်ကျွန်တော်တို့တွေကဒီအကြောင်းတွေကိုပြောပြတယ်ဒီအကြောင်းတွေကိုစုံစမ်းသိရှိရလို့ပြောပြရဲဆိုရင်သူတို့ဘက်ကကောင်းတွေကပြောဘာလို့ပြောလဲဟုတ်တယ်ဒါကျွန်တော်တို့ကကြတော့သူတို့ကိုစန့်ကျင်နေတဲ့သူတွေဖြစ်တဲ့အတွက်ဒါလောက်ကြံပြီးပြောတယ်လိန်လေပြီးပြောတယ်ဆိုပြီးတော့သူကပြောကျင်ကြားလိုက်မယ်ဗောနော်ဒါပေမဲ့အခုပေါက်ကတော့ကသူတို့လူကိုယ်တိုင်ကအစအခုလိုမျိုးဖော်ထုတ်ပြောပြထားတာဖြစ်တဲ့အတွက်မင်းတို့ဘယ်လိုလုပ်မလဲကဲအဲ့တော့တက်ထောက်ခံပါတယ်ဆိုတဲ့ကောင်တွေလည်းစဉ်းစားပါတော့စစ်ကောင်စီကတော့တည်တဲ့အတိုင်းပဲသူတို့ကိုထောက်ခံတာတွေမထောက်ခံတာတွေသူတို့ကထဲ့တွက်နေမှာမဟုတ်ဘူးသူတို့အတွက်အရေးကြီးလိုအပ်လာပြီဆိုတဲ့အချိန်ကျရင်ထောက်ခံတဲ့သူလည်းလုံမှာပဲမထောက်ခံတဲ့သူလည်းလုံမှာပဲသူတို့ကခွဲခြားပြီးတော့ဆက်ဆံနေမှာမဟုတ်ဘူးဆိုတဲ့ဟာကိုသိစေချင်တယ်ပေါ့နော်ပြီးတော့ဒီပေါက်ကရုံးကလည်းဒီအထဲမှာဒါကျွန်တော်ပြောသလိုပဲပေါ့နော်ရှေ့ဗီဒီယိုမှာဆိုလည်းပြောထားတယ်ပေါက်ကရုံးဒါငပိကျော်နဲ့နန်းနေတယ်ပေါ့နော်အခုဆိုလဲဒါသူအဲ့လိုမျိုးစစ်ကောင်စီမကြိုက်တဲ့ပုံစံမျိုးတွေသူပြောနေတယ်ပေါ့နော်ဒါတွေကသူတို့ကပြောမယ်ဆိုရင်ငါတို့ကြိုက်တာလုပ်မယ်မဟုတ်တာလည်းလုပ်ရှင်လုပ်မယ်အဲ့မဟုတ်တာလုပ်တဲ့ဟာကိုငါတို့ကိုလာပြောတယ်ဆိုရင်ငါတို့ကိုထောက်ခံနေတဲ့သူဆိုလဲငါတို့ကခွင့်လွှတ်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကစစ်ကောင်စီစီမှာရှိတယ်ဗောနော်အဲ့တော့ပေါက်ကရုံးကအဲ့ဒါကိုသိသဘောမပေါက်ဘူးထင်တယ်သူကလူကြီးရတဲ့ပိုင်နဲ့တိုင်းမှုကို Viber ကနေပို့ထားတယ်ဘာညာစကားမပြီးအဲ့လိုမျိုးပုံစံမျိုးနဲ့သူကအမြဲတမ်းလူတွင်ကျလုံနေတာဗောနော်ဒီလိုမျိုးနဲ့စစ်ကောင်စီရဲ့ဒါမမှန်မကန်တဲ့လောက်ရက်တွေကိုဖော်ထုတ်နေတဲ့ပေါက်ကရုံးလဲဗောနော်စစ်ကောင်စီကိုဘယ်လောက်ပဲထောက်ခံမကြခင်ငပိကျော်စားရတော့မလားဆိုတဲ့ဟာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်